နေပြည်တော်ကနေရန်ကုန်ကိုဒီနေ့ရထားစီးပြီးသွားကြည့်မယ်ဘယ်လောက်ထိအဆင်ပြေလဲဆိုတာကိုကြည့်လိုက်အောင် VIP ခုံနေနဲ့ဆိုတော့မိုက်တယ်ဗျပါလာတဲ့လက်ကေးတွေထားဖို့နေရာလဲတော်တော်ကြည်ကြဲပြင်းပြင်းရှိတော့အဆင်ပြေတယ်ဗျထိုင်ကုန်ကလည်းရှင်းနောက်ကြည်ကြဲဝုန်းဝုန်းဆိုတော့တတောင်းတတာဖြစ်တာပေါ့အခုလိုတောင်တန်းနေနဲ့လေကွင်းတွေကိုကြည်ပြီးခီးသွားခွင့်ရတာရထားစီးမှရတာဗျဒါကြောင့်ခင်ဗျားတို့လို FA တွေခီးသွားမယ်ဆိုရင်ရထားကိုရွေးချယ်တင်တယ်ဗျပြင်မနာဘူတာမှာ3မိနစ်ရက်တယ်ကျန်တဲ့တောင်ကိုဘကိုရန်ကုန်ဘူတာရောက်တဲ့ထိ3မိနစ်စီပဲရက်တာဗျဒီလိုရှုခင်းလေးတွေကရထားစီးမှရတာဗျခင်ဗျားတို့မှစောမရှိလေဒီလိုရှုခင်းတွေကိုရထားစီးရင်လက်ခါကြည့်လို့ရတယ်တောင်ကူမှာ3မိနစ်ရက်ပြီးတော့အခုဆိုတောင်ကူမျိုးဖြတ်ပြီးတော့ရထားဆက်သွားပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ရထားနဲ့ခီးသွားတဲ့အရာသာမျိုးတွေကိုဖြတ်သွားတဲ့ခါကျရင်အခုလိုမျိုးတွေကိုတွေ့ရတော့အမြန်လက်ထက်ဆိုင်ပို့ပြီးတော့အရာသာရှိတာပေါ့နော်ဒီတကားတွေကကိုလက်နဲ့ကိုဖွင့်လို့မရဘူးသူတို့ဖွင့်ပေးမှရတာဘာဖြစ်လို့အဆင်မြင့်နေပြောရမယ်အိမ်သားလည်းတန်းနေဗျာမဆိုးကဲနောက်ဆုံးတော့ရန်ကုန်ရောက်ပြီပေါ့နော်ဘယ်လိုဖြစ်ဖြစ်နေပြည်တော်ကနေနေ့လယ်12နာရီထွက်တယ်ရန်ကုန်ဘူတာကြီးကိုညနေ9နာရီခွဲအထိမှစိုက်တယ်ဘာပဲပြောပြောကျွန်တော်တို့တော့နေပြည်တော်ကနေရန်ကုန်ကိုရထားနဲ့လာတာအဆင်ပြေပါတယ်7မှတ်မှာ9မှတ်ပေးပါတယ်ဘိုင်ဘိုင်